meeting Okay,အားလုံးလည်းပြီးတော့လက်ကိုရှင်းပြရအောင်ပဲ။အားလုံးလည်းရှင်းပြပါလား။ကောင်းကြပါလေဒီနေ့မှာပေါ့နော်။လက်ရှင်သေးဆိုတော့လက်ရှင်ဟာသူ့ပါရှိတာကနော်။ဒီနေ့ဒီမှာလည်းကောင်းပုံပိုင်ပေါ်ပါတယ်နော်။ဆက်ရပြီးတော့ကိုကျွန်တော်အစီအစဉ်ဆောင်ပြတယ်။တော့ရှင်းမှဖို့အစင်တူတဲ့ကျွန်တော်ကောင်းပါလေလို့ဒီနေ့မှာနော်။တော့ဒီလိုဒီလို
က
ကိုကိုနေစနေတိုင်းမှာချစ်ပေးတယ်ကိုရဲ့အနေနဲ့မလို့ချင်တယ်ကိုကျမတို့ရဲ့ဆန္ဒကိုပြင်းချဆောင်ပေးကိုရဲ့ဟိုစာကိုရဲ့ချမ်းသာကိုရဲ့ဟိုကိုမြတ်မောက်တော်ကျမတို့ကိုမြင်ပါရှင်ဆွေကိုဘာသာကြီးရဲ့တော့အလုံးကြီးမဖွယ်တော်တယ်ဖြစ်တယ်ဘုရားတာရိရှိနေတာရိတိရှိတာရိကိုယ်ညမောင်းမှာမွေးနေရှိတယ်